တော့ဆစ်လိတ်ကိုကြာရှည်စွာတောက်သုံးသူရဲ့အဆုတ်နမူနာဖြစ်ပါတယ်။မျက်နှာပြင်ကမဲနက်နေပြီးမာကျော့တဲ့အဖုချိတ်တွေလည်းအများကြီးပါပဲ။ဒါပေမဲ့တင်ကဆစ်လိတ်ကိုတစ်နှစ်ဖြတ်မယ်လို့ဆုံးဖြတ်လိုက်ပြီးဆိုရင်ဆစ်လိတ်ငွေတွေကြောင့်မဲနက်နေတဲ့အဆုတ်ကပြန်ကောင်းလာနိုင်ပါမလားလို့ဆိုတဲ့မေးခွန်းတွေရှိပါတယ်။ဆစ်လိတ်ဖြတ်ပြီးရဲ့အချိန်မှာခန္ဓာကိုယ်ထဲမှာဘလို့အံ့ဩစရာကောင်းလောက်အောင်ပြောင်းလဲမှုတွေဖြစ်လာလဲဆိုတာကိုလည်းဆက်ကြည့်ရအောင်။ဆစ်လိတ်ဖြတ်ဖို့ဆုံးဖြတ်လိုက်တဲ့အချိန်ကစပြီးခန္ဓာကိုယ်ကဆစ်လိတ်ငွေတွေချန်ထားခဲ့တဲ့အန္တရာယ်ရှိတဲ့ဓာတ်ပစ္စည်းတွေကိုစတင်တန့်ရှင်းရေးလုပ်ပါတော့တယ်။သွေးထဲမှာရှိတဲ့ကာဗွန်မိုနောက်ဆိုက်ကစပြီးကျဆင်းလာပြီးတော့အောက်ဆီဂျင်တည်ယူပို့ဆောင်နိုင်စွမ်းကလည်းတဖြည်းဖြည်းနဲ့ပြန်လည်ကောင်းမွန်လာပါတယ်။လေမင်း6တာဒါမှမဟုတ်ချောင်းဆိုးတာတွေခံစားရနိုင်ပေမဲ့စိတ်မပူပါနဲ့ဒါကခန္ဓာကိုယ်ကအစိတ်တောက်တွေကိုရှင်းလင်းနေတဲ့ပုံမှန်တုံ့ပြန်မှုဖြစ်ပြီးကိုယ်တိုင်လည်းပြန်လည်ပြုပြင်ခြင်းရဲ့ပထမဆုံးခြေလှမ်းပဲဖြစ်ပါတယ်။ဆစ်လိတ်ဖြတ်ပြီး3ရက်ကြာတဲ့အခါမှာတော့အစားတောက်တွေရဲ့အရသာကပိုပြည့်ဝလာတာကိုတွေ့ရပါမယ်။လေထဲမှာရှိတဲ့အနက်အမျိုးမျိုးကိုလည်းပိုမိုခံစားနိုင်လာမယ်။ဘာကြောင့်လဲဆိုတော့ဆစ်လိတ်ကိုကြာရှည်စွာတောက်သုံးခြင်းကအနံ့ခံခြင်းနဲ့အရသာခံခြင်းဆိုင်ရာအာရုံကြောတွေကိုထိခိုက်စေနိုင်ပြီးဆစ်လိတ်ဖြတ်လိုက်တဲ့အခါခန္ဓာကိုယ်ကဒီအာရုံကြောတွေကိုပြန်လည်ပြုပြင်ပေးတာကြောင့်အနံ့နဲ့အရသာခံစားမှုတွေဟာတဖြည်းဖြည်းနဲ့ပုံမှန်တိုင်းပြန်ဖြစ်လာပါမယ်။ဆစ်လိတ်ဖြတ်ပြီးတစ်ပတ်အကြာမှာနီကိုတင်းရဲ့80%ကခန္ဓာကိုယ်ထဲကနေထွက်သွားပါပြီ။ဒါပေမဲ့ဒီချိန်မှာစိတ်တိုတာစိတ်ပူပန်တာမျိုးတွေစိုးရိမ်တာမျိုးတွေခံစားရနိုင်ပါတယ်။ဒါဟာအုံနောက်ကနီကိုတင်းကပေးတဲ့ခဏတာပျော်ရွှင်မှုကိုအသားကျနေလို့ဖြစ်ပြီးတော့ရုတ်တရက်နီကိုတင်းမရတော့တဲ့အခါခန္ဓာကိုယ်ကမတက်မတာတုံ့ပြန်မှုတွေကိုပြလာတာပါဒီအဆင့်ကအထူးအရေးကြီးပြီးတော့တင်ဆက်လက်ကြိုးစားဖို့လိုအပ်ပါတယ်ဆက်လက်ဖြတ်ပြီး10ရက်အကြာမှာနီကိုတင်းဟာခန္ဓာကိုယ်ထဲကနေအခြေခံအဖြစ်ဖယ်ရှားပြီးသွားပါပြီအသက်ရှူရတာပုံမလွယ်ကူလာပြီးချောင်းဆိုးတာနဲ့အသက်ရှူမွားတဲ့လက္ခဏာတွေတိတိတသားတက်တာလာပါမယ်အဆုတ်ထဲမှာရှိတဲ့အဆီးတွေနဲ့တခြားအန္တရာယ်ရှိတဲ့ဓာတ်ပစ္စည်းတွေကိုရှင်းလင်းနေပြီးတော့အဆုတ်ရဲ့လေလဲတဲ့လုပ်ငန်းဆောင်တာတွေကိုပြန်ပြီးတော့စတင်နေပါပြီဒီချိန်မှာတင့်ရဲ့အစားစားခြင်းစိတ်ကပိုပြီးတော့များလာနိုင်ပါတယ်ဘာဖြစ်လို့လဲဆိုတော့နီကိုတင်းကတင့်ရဲ့ဇီဝကမ္မဖြစ်စဉ်အပေါ်တက်ရောက်မှုတွေကစတင်လျော့ပါလာလို့ပါဆက်လိပ်ဖြတ်ပြီးရက်20အကြာမှာတော့တင့်ဦးနောက်ကနီကိုတင်းမပါတဲ့ဘဝနဲ့တဖြည်းဖြည်းလိုက်ရောညစ်ထွေဖြစ်လာပါပြီဒါပေမဲ့ PR တွေဒါမှမဟုတ်စိုးရိမ်ပူပန်မှုတွေနဲ့ကြုံတွေ့ရတဲ့အခါမှာတော့ဆက်လိပ်တောက်ချင်တဲ့စိတ်ဆန္ဒမျိုးရှိနိုင်နေပါသေးတယ်ဒါဟာဆက်လိပ်ဖြတ်တဲ့လုပ်ငန်းစဉ်ရဲ့အရေးကြီးတဲ့အဆင့်ဖြစ်ပြီးတော့တင့်ရဲ့စိတ်ပိုင်းဆိုင်ရာအတားအဆီးတွေကိုဖျက်ကျော်ရမယ့်အချိန်ကာလလည်းဖြစ်ပါတယ်လေ့ကျင့်ခန်းလုပ်ခြင်းအသက်ပြင်းပြင်းရှုသွင်းခြင်းဒါမှမဟုတ်အခြားနည်းလမ်းတွေနဲ့အာရုံပြောင်းခြင်းတွေကဆစ်လိပ်ဖြတ်ဖို့ပုံမနီးစပ်လာစေပါတယ်ဆစ်လိပ်ဖြတ်ပြီးတလားအကြာမှာချောင်းဆိုးခြင်းနဲ့အဆုတ်အေးမိတဲ့လက္ခဏာတွေတိတိတတ်တာရောနေသွားတာကိုတွေ့ရပါမယ်ဒါဟာအဆုတ်ထဲကစီလီယာလို့ခေါ်တဲ့အမွှေးမြင်လေးတွေကအသက်ပြန်ဝင်လာတာဖြစ်ပြီးဆစ်လိပ်ငွေတွေကြောင့်ပျက်စီးနေတဲ့အဆုတ်ဆဲတွေကပြန်လည်ပြုပြင်နေလို့ပါအဆုတ်ရဲ့လုပ်ငန်းဆောင်တာတွေတဖြည်းဖြည်းနဲ့ပြန်လည်ကောင်းမွန်လာပြီးအသက်ပြင်းပြင်းရှူရတာပုံမလွယ်ကူလာမယ်ရှူသွင်းလိုက်တဲ့လေတိုင်းကလည်းလန်းဆန်းနေတဲ့လို့ခံစားလာရမယ်ဆစ်လိပ်ဖြတ်ပြီး6လအကြာမှာတင့်ရဲ့သွေးပေါင်ချိန်နဲ့နှလုံးခုန်နှုန်းတွေဟာပုံမှန်အတိုင်းပြန်ဖြစ်လာပါပြီနှလုံးရဲ့ဝင်ပြီးမှုရောကျသွားပြီးတော့သွေးလည်ပတ်မှုတွေကလည်းကောင်းမွန်လာပါမယ်အဆုတ်ထဲကအစိတ်တောက်တွေလည်းအခြေခံအဖြစ်ရှင်းလင်းပြီးဖြစ်ပြီးအဆုတ်ရဲ့လေရှူသွင်းနိုင်စွမ်းတွေလည်းတိုးတက်လာပါတယ်မိနစ်အနည်းငယ်လှုပ်ရှားရုံနဲ့မောပန်းနာမျိုးမဖြစ်တော့ပဲခန္ဓာကိုယ်ရဲ့ခန္ဓာရည်အားနဲ့ကိုယ်လက်ကြက်ခိုင်မှုတွေကိုတိတိတတ်တာတိုးတက်လာပါမယ်တင်ကိုယ်တိုင်စွမ်းရည်နေပြည့်ဝပြီးအရင်တုန်းကလိုအားအပြည့်ရှိတဲ့အခြေအနေကိုပြန်ရောက်နေတာကိုတွေ့ရပါမယ်တနစ်ကြာတဲ့အခါမှာတော့ဆစ်လိပ်ဖြတ်တာကတိခန္ဓာကိုယ်အတွက်ကြီးမားတဲ့ပြောင်းလဲမှုတွေကိုတိတိတတ်တာခံစားလာရပါမယ်။ကိုယ်ခံအားစနစ်နဲ့အဆုတ်လုပ်ငန်းဆောင်တာတွေကကျန်းမာတဲ့အဆင့်ကိုပြန်ရောက်လာပါပြီ။ဆစ်လိပ်တောက်ခြင်းကြောင့်အရွယ်မတိုင်ခင်အိုမင်းရော်နေတဲ့အရေးပြားကလည်းချောမွေ့ပြီးဆွဲဆန့်အားရှိတဲ့အခြေအနေကိုပြန်လည်ရောက်ရှိလာပါမယ်။ဆစ်လိပ်ဖြတ်တယ်ဆိုတာကိုတာဝန်ယူရုံသာမကတင်းပတ်ဝင်ခြင်းကလူတိုင်းအပေါ်မှာလည်းတာဝန်ယူတာဖြစ်တယ်ဆိုတာကိုသိထားသင့်ပါတယ်။တဆင့်ကန်ဆစ်လိပ်ငွေတွေရဲ့အနေရကအရန်ကိုကြီးမားပါတယ်။ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့စီးရင်စရာအရနှစ်စဉ်လူပေါင်း8တန်းကျော်ကဆစ်လိပ်တောက်ခြင်းကြောင့်တိတ်ဆုံးနေပြီးအဲ့ဒီထဲကတတန်းကျော်ဟာတစိကန်ဆစ်လိပ်ငွေတွေကြောင့်တိတ်ဆုံးနေတာဖြစ်ပါတယ်။ဒါကြောင့်ဆစ်လိပ်ဖြတ်ခြင်းကကိုကာဝယ်ရုံသာမကတင့်ပတ်ဝန်းကျင်ကလူတိုင်းရဲ့ကျန်းမာရေးကိုလည်းကာကွယ်စောင့်ရှောက်ရရောက်ပါတယ်။ဒီဗီဒီယိုလေးကိုကြည့်ပြီးတဲ့အချိန်မှာတော့တင်လဲဆစ်လိပ်ဖြတ်ဖို့ပို့နီးစပ်လာမယ်လို့မျှော်လင့်ပါတယ်။ကျေးဇူးတင်ပါတယ်။